ဒီနေ့ကျွန်တော်တို့လေ့လာမှာတော့ B ဖြစ်နေသမျှကာလပတ်လုံးတော့ A ဖြစ်ဖြစ်မဖြစ်ဖြစ်ကိစ္စမရှိအသုံးကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲเนาะဒါနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ခင်ဗျာကြည့်အောင်ပါ B ဖြစ်နေသမျှကာလပတ်လုံး A ဖြစ်ဖြစ်မဖြစ်ဖြစ်ကိစ္စမရှိဘူး it doesn't matter ကာလပတ်လုံးတရွေ့သမျှကာလပတ်လုံးဆို so long as ကိုသုံးပြီးရေးပါမယ် it doesn't matter ဒါဖြစ်ဖြစ်မဖြစ်ဖြစ် whether or not ပေါ့နော်ဒါတွေဆက်ဆက်ပြီးရေးတဲ့အခါမှာ it doesn't matter whether ဒါက clause လိုက်မယ်ပြီးတော့ or not လိုက်မယ်ပြီးတော့ so long as or as long as လိုက်မယ်ပြီးတဲ့အခါမှာနောက်က clause ထပ်လိုက်ပါเนาะနည်းနည်းတော့ရှုပ်ပါတယ် it doesn't matter whether နောက်က clause ပြီးတော့ or not နောက်က so long as clause ပုံစံကိုလေ့လာရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့တူပိုရှင်းသွားအောင်ဒီနောက်ဝါကြမြောက်ကြည့်အောင်ပါ it doesn't matter whether the weather is good or not so long as we have fun တို့ပြောနေသမျှကာလပတ်လုံးတော့ရာသီဥတုကောင်းကောင်းမကောင်းကောင်းကိစ္စမရှိ it doesn't matter whether she is young or old as long as she can do the job well သူမအလုပ်ကိုကောင်းကောင်းလုပ်နေသမျှတော့သူမအသက်ကြီးကြီးငယ်ငယ်ကိစ္စမရှိဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ it doesn't matter whether I eat rice or noodles so long as I'm full ဘိုက်ပြည့်နေသမျှတော့ထမင်းစားစားခောက်ဆွဲစားစားကိစ္စမရှိဘိုက်ပြည့်ဖို့အတွက်တော့ထမင်းစားစားခောက်ဆွဲစားစားကိစ္စမရှိ it doesn't matter whether we speak Burmese or English as long as so long as we understand each other တို့တယောက်တယောက်နားလည်နေသမျှတော့အင်္ဂလိပ်စကားပဲပြောပြောဗမာလိုပဲပြောပြောကိစ္စမရှိဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ it doesn't matter whether you sleep late or not so long as you wake up on time မင်းအချိန်မှန်အဲ့ရနိုးနေသမျှတော့မင်းနောက်ကြမှာအေးကိစ္စမရှိ it doesn't matter whether he has a car or not so long as he drives safely သူဘေကင်းအောင်ဘေးကိကိနဲ့ရောက်နေသမျှတော့ကားရှိမရှိကိစ္စမရှိဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ it doesn't matter whether we win the game or not so long as we play fairly တို့တရားမျှတသူကရှင်ပြိုင်နေပြီးတော့ရှုံနိုင်ဒီပွဲရှုံနိုင်ကိစ္စမရှိ it doesn't matter whether she wears a dress or jeans so long as she feel comfortable သူမတက်တာဖြစ်နေသမျှတော့ဂျင်းမဲဝစ်စုံမဲကိစ္စမရှိဟုတ်ပြီเนาะဒါကတော့ကျွန်တော်တို့ဒီနေ့အသုံးမှာဒါဖြစ်ဖြစ်မဖြစ်ဖြစ်ဒါဖြစ်နေသမျှကိစ္စမရှိဘူးဆိုတော့အသုံးကိုလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာ it doesn't matter whether plus clause လိုက်မယ်ပြီးတော့ or not so long as or as long as နောက်က clause လိုက်တဲ့ပုံစံကိုလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုအစားထိုးသုံးဆွဲကြည့်ပါအားလုံးကျေးဇူး